ဓာတ်ပုံရိုက်ဖို့အသင့်ပြင် တကယ်ကိုတောင်းပန်ပါတယ်အရာရှိရေ နံပါတ်2ဒုတိယပုံရိုက်ရအောင် မဟုတ်ဘူးကျမမလုပ်တာပါအရာရှိရေ နံပါတ်3ဓာတ်ပုံရိုက်ဖို့အသင့်ပြင် အိမ်ပြန်ခြင်းနဲ့အရာရှိရေ နံပါတ်4မင်းအလှည့်ပဲ ဒါဟာသလုံးနေတာလားကျမဘယ်သူလဲသိရဲ့လား နံပါတ်5ဓာတ်ပုံရိုက်ဖို့အသင့်ပြင် ရှေ့နေခေါ်ပေးပါ ဓာတ်ပုံအားလုံးကိုဖုတ်ပေါ်မှာချိတ်လိုက်ရအောင်ဆိုးလိုက်တဲ့ဂေါ်ရီလာလေးရှော့စီးရအောင်အိုတစ်တာတစ်လုံးလားဝိုးကြည့်ပါဦးတိုင်နိုးတစ်လုံးတွေ့တယ် အဲ့ဒီဥကိုကျမလို့ခြင်းနဲ့ အထဲမှာဘာရှိလဲကြည့်ရအောင်ဝိုးမိုက်တဲ့ဦးပဲအိုးမဟုတ်ဘူးငါရုပ်ကလေးမငုံနဲ့တော့ငါအယုတ်ကလေးသွားပြီးမျက်နှာတည့်ရအောင် အခုဒိုင်နိုဦးကကျမဟာပဲ မိုက်တဲ့အကဗီဒီယိုတစ်ခုရိုက်ရအောင် ကျမလည်းမိုက်တဲ့ဗီဒီယိုရိုက်ချင်တယ် ပါငါအင်ဂျီ အပြာရောင်ကော်ကြီးလား ငါလှုပ်ထားတဲ့ဒိုနတ်တွေကိုဖေးဖေးသဘောကျမယ်လို့မျှော်လင့်တယ် အဲ့ဒီဒိုနတ်တွေကျမလို့ခြင်းနဲ့သူ့ကိုအာယုံလွဲလိုက်ရအောင် ။အိုးငါအကြိုက်ဆုံးဖောလုံးအရန်ခုန်တက်တာပဲ တစ်တာထဲမှာဒိုနတ်အတုတွေဆွဲထားလိုက်ရအောင် ။ဒါပါလဲငါဒိုနတ်တွေဖယ်မှာလဲငါဒိုနတ်တွေ အနားယူချိန်ရောက်ပြီ ပျော်ပျော်ပါပါလုပ်ရအောင် ငါပါစရာဘာဖြစ်သွားတာလဲအပွား ဘာဖြစ်လို့လဲ ငါပါစရာကအမြဲရောင်ဖြစ်သွားပြီအိုးအပွားမျက်နှာမှာ အိုးမဟုတ်ဘူး ဒါကိုပြင်လိုက်ရအောင်နောက်ဆုံးတစ်ခု ဒါအရန်ပျော်ဖို့ကောင်းတာပဲ ကျမလည်းဒီမှာကစားခြင်းနဲ့ မဟုတ်ဘူးငါမှပိုကောင်းတဲ့အကြံရှိတယ်ဒါတကယ်အရန်ပျော်ဖို့ကောင်းတာပဲဟင်းအင်းဟေးဘာလုပ်နေတာလဲရဲခေါ်လိုက်မယ်နော် မဖြစ်နိုင်ဘူးဂေါ်ရီလာတွေအကုန်ပျောက်သွားလဲစိတ်မပူနဲ့အားလုံးကိုငါဖမ်းမယ်ငါက professional ပဲတ
တရားခံကိုဖမ်းပါဦးမြန်မြန်အခုမင်းကိုဖမ်းလိုက်ပြီအနီရောင်ကိုရမင်းအဖမ်းခံရပြီ တောင်းပန်ပါတယ်အရာရှိရေးအဲ့ဒါကျွန်တော်မဟုတ်ပါဘူး အရာရှိရေတရားခံကိုဖမ်းပါ အရာရှိရေးကျွန်တော်အိမ်ပြန်လို့ရမလား မရဘူးမင်းအဖမ်းခံရပြီမင်းကိုငါဖမ်းမိပြီ အိုးမဟုတ်ဘူးကျွန်တော်မဟုတ်ပါဘူးထောင်မသွားချင်ဘူး အရာရှိရသူတို့ကိုဖမ်းလိုက်ပါမင်းပြေးစရာနေရာမရှိတော့ဘူးတဲလုံစတွေကိုရှာကြမယ် ဒါရှာတရားခံကိုဖမ်းလိုက် မင်းအဖမ်းခံရပြီ ဒီလိုလုပ်ဖို့မင်းမှာအခွင့်အရေးမရှိဘူး ဥပဒေကိုဘရောမှမချိုးဖောက်သင့်ဘူးတရားခံတဲ့ အရာရှိရေကျွန်တော်တောင်းပန်ပါတယ် တရားခံနဲ့ အရာရှိရေကျွန်တော်မလုပ်တာပါ တရားခံသုံး မဟုတ်ဘူး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  တရားခံလေး ဒါဟာတလုံးနေတာလား တရားခံက မင်းနောင်တရလိမ့်မယ် အခုတရားခံအားလုံးကိုရေတွဲကြဆိုအစိမ်းအနီအနက်အဝါပြ database ထဲမှာပဲဖြည့်သွင်းလိုက်ကျွန်တော်ကလေးလေးလိုဟန်ဆောင်နိုင်တယ် အပြာရောင်တရားခံကဘယ်မှာလဲအိုးဦးကြီးတစ်လုံးပါလား အဲ့ဒီဦးကိုကျွန်တော်လိုချင်တယ် ဟိမင်းဘာလုပ်နေတာလဲဟိပြန်ပေးအဲ့ဒါကျွန်တော်ဟာ အခုတော့ကျွန်တော်ဟာဖြစ်သွားပြီ ဟင်တယောက်ပြောင်းနေတဲ့ထက်ရည်တွဲကြဆိုအနီအနက်အဝါဟင်အစိမ်းရောင်ကဘယ်မှာလဲရေအားစရာပဲငါပြရမယ် ကျွန်တော်စောက်လုပ်ရေးသမားလိုဟန်ဆောင်မယ် ပါလဲအဝါရောင်ကဘယ်မှာလဲဒါအမားတစ်ခုဖြစ်မယ်ထင်တယ် ရန်ရန်သူမကိုအာယုံလွဲထားဖို့လိုတယ် အားလုံးပြောက်ကုန်ပြီ လှုပ်ပါမြန်မြန်လှုပ်ပါ
ဘာလဲမဟုတ်ဘူးမင်းဘာလုပ်လိုက်တာလဲတော်ပြီရဲကိုခေါ်တော့မယ်ဟုတ်ကဲ့ရဲဌာနပါကောင်းပြီနားလေပြီးတရားခံတွေကိုဖမ်းကြစို့မလွတ်အောင်စူးစမ်းနေတာမဟုတ်ဘူးမင်းကိုဖမ်းမိပြီ။သွားရမယ့်အချိန်ရောက်ပြီလူကြီးမင်း။ဖမ်းမိပြီ။မင်းဖမ်းမိသွားပြီ။နိုးပါဦးထောင်သွားရမယ့်အချိန်ပဲ ငါမှအခွင့်အရေးမရှိဘူးဒါငါမဟုတ်ဘူး ဒါမင်းပဲဆိုတာငါသိတယ်ခဏနေဦးအစိမ်းအနီအဝါအပြာတရားခံတယောက်ပြောင်းနေတယ်နောက်ဆုံးကြံတဲ့တရားခံကိုဖမ်းကြမယ် မင်းကိုဖမ်းမိပြီ ငါထောင်မသွားခြင်းဘူး မင်းထောင်သွားရမယ်ဥပဒေကိုဘယ်တော့မှမချိုးဖောက်နဲ့ ဟေးဟေးအဲ့ဒီမှာမြန်သွားပုံးကြခဏငါမှာအကြံတစ်ခုရှိရဲ့ဒါပေမဲ့မင်းတို့ကူညီဖို့လိုတယ်သွားမယ်ပြေးကြစို့ဒါရှာအိုင်ဘန်ငါမှာအကြံတစ်ခုရှိတယ်ငါကိုကူညီပါဦး โอเคဘာအကြံလဲ တာယာတွေကိုဒီမှာထားကြစို့ မြင် ဒီလောက်ဆိုအဆင်ပြေပြီ တော်တယ်ဟေ့အားလုံးပဲ ပြေးကြစို့ အိုင်ဘန်မြန်လှုပ်လာစမ်း အိုးကြီးဒီလော့ကာတွေကိုတုံးပြီးအရှိတကားကိုပိတ်ဆို့လို့ရတယ်
နာလော်လီဘော့ကိုငါယူမယ်သူတို့ထွက်သွားပြီ သူတို့ကငါတို့ကိုကြောက်သွားတာပဲထင်တယ် ဟုတ်တယ်ငါတို့လုံခြုံပြီ ဒီတကြားလုံးကိုကာကွယ်နေရတာစိတ်ဖိစီးလို့နဲ့ ဒီမှာဒီ puppet ကိုယူအထောက်အကူဖြစ်မယ် โอเคအခုတော့စိတ်မဖိစီးတော့ဘူး တယောက်တကားပဲနှိမ့်နေတယ်ကြားလား ခက်တာဒါကိုစောင့်ကြည့်ထားငါသွားကြည့်လိုက်မယ် ဒါပါလေမာရီယာငါ့ကိုကူညီပါဦးအထုပ်ကြီးတစ်ခုရောက်လာတယ် လာပြီ အထုပ်ကြီးလိုက်တာ ဟဲ့အထဲမှာဘာရှိမလဲမသိဘူးနော်အိုင်ဘန် မသိဘူးတယောက်ကအံ့အားသင့်စရာပို့လိုက်တာဖြစ်မလား အားသိစရာအယုတ်အိမ်ကြီးဖြစ်ရင်ကောင်းမယ် မဟုတ်ဘူးအာဗတ်အစ်စ်ဖြစ်ရင်ပိုကောင်းမယ် ဟာ ပါလေလုံးငါတို့မြန်လုံးမရမယ်ကြည့်ဂေါ်ရီလာတွေကိုနှေးသွားအောင်ဒီဘောလုံးတွေတုံးလို့ရတယ်လော်လီဘော့ရပြီသွားဆိုမြန်နာငါတို့မှာလော်လီဘော့နဲ့တကြားလုံးရှိသေးတယ်နောက်ဂေါ်ရီလာတစ်ကောင်မဟုတ်ဘူးသူတို့ငါတို့လော်လီဘော့ကိုခိုးသွားပြီးဖေဖေအတွက်တင်ထားတာ မစိုးရိမ်နဲ့အိုင်ဘန်ကရဲကိုဖုံးဆက်လိုက်မယ်သူတို့ကိုမြန်ဖမ်းမိလိမ့်မယ် ဟောလိုရဲစခန်းကပြောနေတာပါ ဂေါ်ရီလာ3ကောင်ကကျွန်တော်တို့အိမ်ထဲဝင်လာပြီးကျွန်တော်တို့ရဲ့လော်လီဘော့ကိုခိုးသွားတယ်သူတို့ကိုဖမ်းပေးပါနော် ဟုတ်ပါတယ်ဖမ်းပေးပါနော် မစိုးရိမ်ပါနဲ့သူတို့ကိုကျွန်တော်တို့ဖမ်းမယ်ရာဇဝတ်သားတွေရဲ့ဓာတ်ပုံကို print ထုတ်ဖို့လိုတယ်အဲ့ဒီရာဇဝတ်သားတွေကိုသွားဖမ်းရအောင်ရဲ့ဂေါ်ရီလာရက်လိုက်ဂေါ်ရီလာတွေဖယ်မှာလဲ LS ဂေါ်ရီလာ3ကောင်ကမင်းဘက်ကိုပြေးလာနေတယ်သူတို့ကိုတားလိုက်ကောင်းပြီအခုရက်လိုက်တော့ကိုချိုးဖောက်လို့မရဘူးဒီမှာမင်းတို့ရဲ့လော်လီပေါ့ ကူညီပေးတာကျေးဇူးတင်ပါတယ် ပြီးတော့အချိုးတွေအများကြီးမစားနဲ့သွားအတွက်မကောင်းဘူး